ဒါကတော့ဖြစ်ရမှန်ကိုအခြေခံထားတဲ့ရင်းနှီးစရာဇလံတစ်ပုဒ်ပါပြင်းထန်လာတဲ့မုန်တိုင်းတန်ကြားမှာလူလေးယောက်ဟာသူတို့ရဲ့အသက်ကိုဖက်နဲ့ထုတ်ပြီးလှေငယ်လေးတစ်စင်းပေါ်မှာအားကိုးတကြီးတွေ့ကပ်နေကြရပါတယ်ပင်လယ်ပြင်ထဲမှာလမ်းပြောင်းနေတာ13နာရီတောင်ရှိခဲ့ပြီးလေသူတို့ဟာအရှုံးမပေးဖို့ကြက်ကြက်ခံဖို့စိတ်သက်ခွန်အားဖြစ်တဲ့စကလုံးတွေကိုတဖောက်ဖွာရွတ်ဆိုနေကြပါတယ်ဒီအဖြစ်အပျက်တွေဟာလွန်ခဲ့တဲ့တစ်ပတ်ကဖလော်ရီဒါမှာစတင်ခဲ့တာပါနစ်နဲ့ဟာနာမည်ကြီးလေ့ကျင့်ရေးစခန်းတစ်ခုမှာကိုကာယာလေ့ကျင့်ပေးသူတယောက်ပေါ့အဲ့ဒီမှာနာမည်ကျော်ကစားသမားတွေဖြစ်တဲ့မာကွက်စ်နဲ့ကိုရီလိုနဲ့တငယ်ချင်းတွေဖြစ်ခဲ့ကြတယ်သူတို့ဟာအတူတူလေ့ကျင့်ခန်းဆင်းကြဆက်နောက်ကြနဲ့အရန်ရင်းနှီးကြသူတွေပါတညမှာတော့သူတို့မိသားစုတွေအားလုံးစုံပြီးညစာစားကြတယ်အဲ့ဒီမှာနစ်ကရဲ့တငယ်ချင်းအရင်ခောက်ဝေဝဲအော်ကအလုပ်ပြုတ်သွားတဲ့သတင်းဆိုးနဲ့ရောက်လာခဲ့ပါတယ်စိတ်ညစ်နေတဲ့ဝီကိုအားပေးတဲ့အနေနဲ့နောက်ပတ်ပင်လယ်ထဲငါးဖမ်းထွက်ဖို့တငယ်ချင်းတွေကဖိတ်ခေါ်လိုက်ကြတာပေါ့စနေနေ့မနက်မှာတော့ဝီဟာစိတ်လှုပ်ရှားလုံးလို့လားမသိဘူးစောစီစီရောက်လာပြီးစူညံပွက်လော်ရိုက်နေတာကြောင့်နစ်ကလည်းအဲ့ရာကထားလိုက်ရပါတယ်ဝီဟာခီးအတွက်စန်တဝစ်အခု40ကိုအချိန်တိုအတွင်းမှာအမြန်လုပ်ပြီးနစ်နဲ့အတူမာကွစ်အိမ်ကိုထွက်လာခဲ့ကြပါတယ်မာကွစ်ရဲ့လှေကိုမြင်တော့လူဆက်တယောက်ဆက်နေဆိုပေမဲ့သူတို့မျက်လုံးထဲမှာတော့လှေကသေးနေတယ်လို့ပဲမာကွီကတော့အလုပ်ကိစ္စကြောင့်အိုကလန်ကိုပြောင်းရတော့မယ်သူကပင်လယ်လိုင်းတွေကိုသူ့အိမ်လိုချစ်တာဆိုတော့မပြောင်းချင်ပေမဲ့လည်းမတက်တာဘူးလေဒီလိုနဲ့သူတို့အဖွဲ့ဟာကမ်းခြေကနေထွက်လာခဲ့ကြပါတယ်ကမ်းနားမှာမုန်တိုင်းလာမယ်လို့ကြားပေမဲ့မုန်တိုင်းမရောက်ခင်ပြန်လာလို့မိမှာပါဆိုပြီးသူတို့ထွက်လာခဲ့ကြတာပေါ့ပင်လယ်ထဲရောက်တော့ဖုန်းတွေကိုရေးမစိုးအောင်ပလတ်စတစ်အိတ်နဲ့ထုတ်ထားကြတယ်အဲ့ဒီအချိန်မှာကုန်းပေါ်ကနစ်ကရဲ့အမေကတော့မုန်တိုင်းသတင်းကြားပြီးတားဖြစ်သူစီဖုန်းဆက်ပေမဲ့သူတို့ကတချင်းတွေဆိုပြောပါနေကြတော့ဖုန်းတန်ကိုမကြားလိုက်ကြဘူးငါဖမ်းနေရင်4နာရီလောက်ကြာတော့ကောင်းကင်ကြီးမှောင်လာပြီးမိုးကြိုးတန်တွေကြားလာရပါတယ်ဒါနဲ့သူတို့လည်းပြန်ဖို့ဆုံးဖြတ်လိုက်ကြတာပေါ့ဒါပေမဲ့ပြဿနာကစပြီးပြကြောက်စုကိုဖော်လို့မရတော့ဘူးအားလုံးဝိုင်းဆွဲပေမဲ့ကြောက်စုကကြောက်ကြတဲ့ညနေတလားမသိဘူးမြင်နေတာပဲမုန်တိုင်းကလည်းနီးလာပြီးမာကွစ်ကလှေဆက်ကိုအစွမ်းကုန်လို့ပြီးဆွဲထုတ်ဖို့ကြိုးစားပေမဲ့လှေကကြောက်စုတန်ကြောင့်တစ်ဖက်ကိုဆောင်းသွားပြီးရေတွေဝင်လာပါတော့တယ်အဲ့ဒီအချိန်မှာပဲကြီးမားတဲ့လှိုင်းလုံးကြီးတစ်ခုကလှေကိုရိုက်ချလိုက်လို့အားလုံးရေထဲပြုတ်ကျကုန်ပါတော့တယ်လှေကလည်းမှောက်သွားပြီးသူတို့မှောက်နေတဲ့လှေပေါ်ကိုပြန်တက်ဖို့ကြိုးစားပေမဲ့မရဘူးအကြောင်းရင်းကကြောက်စုကျိုးကဆွဲထားလို့ပဲမာကွစ်ကရေထဲကိုငုပ်ဆင်းပြီးကြောက်စုကျိုးကိုလှေရဲ့ဒလက်နဲ့ပုတ်ဖြတ်လိုက်ရပါတယ်နောက်ဆုံးတော့လှေကိုလှမ်းလို့မရပေမဲ့မှောက်နေတဲ့လှေပေါ်မှာပဲသူတို့ခုကပ်နေကြရပါတယ်အချိန်တွေကြာလာတာနဲ့အမျှသူတို့ခန္ဓာကိုယ်တွေဟာအေးစိတ်လာပါပြီးမာကွစ်ကလှေထဲမှာရှိတဲ့အသက်ကဲအင်ဂျီတွေကိုတွားယူဖို့ရေငုပ်ဆင်းပါတယ်ခက်ခဲနဲ့အသက်ကဲအင်ဂျီတွေအချက်ပြပြီးဖလော်ရဲတွေကိုရလာခဲ့ကြတယ်သူတို့ဟာတင်မောတစ်စင်းကိုတွေ့လို့အချက်ပြပြီးလွတ်ပြီးအော်ဟစ်အကူအညီတောင်းပေမဲ့အဲ့ဒီတင်မောကသူတို့ကိုမမြင်ဘဲထွက်သွားပါတယ်တစ်ဖက်မှာလည်းနစ်ကရဲ့ဇနီးနဲ့အမေတို့ဟာစိတ်ပူပြီးရဲတွေကိုအကြောင်းကြားပါတယ်ကမ်းခြေဆောင်တက်ကလည်းစတင်ပြီးရှာဖွေရေးလုပ်ပေမဲ့မုန်တိုင်းကြောင့်ဘာမှမမြင်ရသလိုရေဓာတွေလည်းပြက်နေပါတယ်သူတို့တငယ်ချင်းတွေဟာအေးတန်ကြောင့်တတိလွတ်ပြီးရောင်မတွေဖြစ်လာပါတယ်အဆိုးဆုံးကတော့မာကွစ်ပါသူဟာခန္ဓာကိုယ်အရန်အေးလာပြီးတတိတွေလွတ်လာပါတယ်နောက်ဆုံးတော့လှိုင်းလုံးကြီးတစ်ခုရိုက်ချလိုက်တဲ့အချိန်မှာမာကွစ်ဟာပင်လယ်ထဲကိုနစ်မြုပ်ပြောက်ကွယ်သွားပါတော့တယ်အမောင်ထဲမှာနစ်ကခုံဆင်းရှာပေမဲ့ဘာမှမမြင်ရတော့ဘူးမကြခင်မှာပဲကိုရီဟာလည်းစိတ်သက်တွေကြပြီးအတိစိတ်တွေလွတ်လာရကနေပင်လယ်ထဲတက်ကွယ်သွားပြန်ပါတယ်အခုဆိုရင်လှေပေါ်မှာနစ်နဲ့ဝီနှစ်ယောက်ပဲကြံပါတော့တယ်သူတို့ဟာငါးမန်းတွေကြားတဲ့ပြင်းထန်တဲ့လှိုင်းလုံးတွေကြားထဲမှာအသက်ရှင်ဖို့ရုန်းကန်နေရပါတယ်နစ်ကလှေကနေလွတ်မထွက်သွားအောင်ကျိုးတွေနဲ့သူတို့ကိုသူတို့ချီထားဖို့အကြံရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ဝီဟာလည်းမျောလင်းချက်တွေကုန်ဆုံးလာပြီးအတိစိတ်တွေလွတ်လာပါတယ်လိုင်းကြီးတစ်ခုမှာဝီဟာအသက်ကဲအင်ဂျီကိုချွတ်ချလိုက်ပြီးရေထဲကိုပါသွားပါတော့တယ်နစ်တယောက်တည်းပဲကြံပါတော့တယ်သူဟာ42နာရီကြာအောင်ပင်လယ်ထဲမှာနေခဲ့ရပြီးအားလုံးကိုလက်လျှော့လိုက်တဲ့အချိန်မှာပဲတာနေတိုဆိုတဲ့တင်မောတစ်စင်းကသူ့ကိုမြင်သွားပြီးကယ်တင်လိုက်နိုင်ပါတယ်နစ်သက်ရှင်ခဲ့ပေမဲ့သူ့ရဲ့တငယ်ချင်း3ယောက်ကတော့ပင်လယ်ပြင်ထဲမှာထာဝရပျောက်ကွယ်သွားခဲ့ပါပြီ6လကြာတဲ့အထိနစ်ခါရေနားရောက်တိုင်းသူ့တငယ်ချင်းတွေရဲ့အော်ဟစ်တန်တွေကိုကြားနေရတော့မှာပဲဒါဟာသူတို့တငယ်ချင်း4ယောက်ရဲ့ပျော်ရွှင်စရာခရီးစဉ်တစ်ခုကနေဝမ်းနည်းစရာကောင်းလာတဲ့ညီကုန်းချုပ်သွားခဲ့ရတဲ့ဖြစ်ရမှန်ဇလန်တစ်ပုဒ်ပဲဖြစ်ပါတယ်